အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့အဖွားကိုဗောနော်ရှိသမျှပစ္စည်းပေါင်း1600နဲ့လိုက်ပြတ်သွားမယ်ဂိမ်းကိုဆိုရမှာဗောနော်ကဲအဖွားကိုပစ္စည်းပေါင်း1600နဲ့လိုက်ပြတ်မယ်မွေးရကြုံနဲ့မြေးစိုးလေးနှစ်ကောင်တော့ဂိမ်းထဲရောက်လာပါပြီခင်ဗျာဒီနဘေးနားမှာတော့ကျွန်တော်တငယ်ချင်းမမ်မို့ဆိုကီဗောနော်ရောက်ပါမဘာလောက်နာအင်ဂျိုဝင်မဲလာလက်ဒီကိုလာတဲ့သူများတွေအင်ဂျိုဝင်လို့ကောင်းနေတော့အနောက်ကလောရှေမာရဘာတွေလာရှုပ်နေလဲမသိဘူးโอเคဒါကျွန်တော်တို့စကားရှေဝင်းပြောတော့ဗျာဂိမ်းထဲဝင်လိုက်ရောမယ်โอเคကျွန်တော်တော့မြေးစိုးလေးနဲ့ဂရုံးလေးပဲဖြစ်ပါတယ်ဗောနော်ဂရုံးလေးကဘာတွေလောက်ရမလဲဆိုတော့သူပစ္စည်းရဲ့ရှိုင်းဟိုမှာဘာလဲပလင်းဘူးအဖွားအရက်တောက်ထားလားမသိဘူးနော်ဖွားအရက်တောက်ထားလားမသိဘူးအဖွားအမူးနေပြီအဖွားဟိုမှာတွေးနေနေပြီအဖွားဘယ်နာရောက်ညာအားရောက်ပစ္စည်းရိုက်ခွဲနေရငါဟိုမှာပစ္စည်းလာခဲ့ဖြစ်ရှင်ရပြည့်နောက်ပိုင်းမှာတကန့်ကောင်မိုက်တော့မှာတားနာမှာပါတဲ့ကောင်လေးတူပြည့်မယ်ဆိုတန်ပြေးမဲ့ကောင်လေးကြီးအဓိကမမို့ဆိုပြီးလို့ကောင်လေးဘူးပေါ့ကောင်းဟန်တို့လေးမပေါ်နဲ့အဖွားရမထားနိုင်တော့ကချထင်းဟိုပိတ်ဆန်ရိုက်ဟာတော့ဓာတ်ရည်နဲ့မှာပက်ကုန်ပြီအဖွားကိုမင်းတို့အဖွားနေသူနိုင်ဖွာလားမသိဘူးဟာဒုဝီဒါပြီဟဲ့မီလီတို့အဲ့လိုမလုပ်နဲ့လေအဖွားတကြီးနေပြီပြီးရင်အကြီးအဲ့လိုမလုပ်ရဘူးအဖွားဘာမှလာမပြောနဲ့အဖွားရဲ့ကျွန်တော်တို့ကတလပူကြီးပြီးသားဒါနဲ့အဖွားရှုံးသွားပြီဟာအဖွားကက်သွားပြီနေသူနိုင်ဖွာလဲငါတို့လက်ချက်နဲ့ဟိုမှာစကားရပါထပ်ပုံကွာမင်းတို့ကရโอเคမတ်ရွေးဖို့ရတဲ့ရောက်ဘာလို့ရှေ့လဲငါတို့မန်ကီဒီလူဖီတွေကွာသိမလားဘာလို့ဂိမ်းဖြစ်မဲ့ပင်လဲသူများတွေကအရင်ဆုံးအဖွားကိုအရင်နိုင်အောင်ကြုံရပါအော်ရောက်အန်ထရိုစစဝင်တော့ကလေလာရှုပ်နေလောရှိမာကြီးအခုအဖွားပြက်သွားရအကမကျုံးဝင်လားကဲလာကြတဲ့ကျမ်းမဲ့နေထုံးလိုက်သားနေရတော့အခုနေထုံးလိုက်ဖွားပြန်ဖြုတ်တော့မှဖြစ်ပါရဲ့ဒါပေမဲ့ငါတို့နေထုံးလိုက်သားမှာမဟုတ်လားโอเคဟိုမှာငါတို့ခုမှတွေ့ဟာ quest တကူပေးဟာရယ်ဆိုတော့အဲ့ဒီ quest က grammar တာတက်ရမှာပေါ့နော်တက်ရမှာလားဖြည့်စည်းရမှာလေမမို့ဆိုပြီးပြောရတော့နည်းနည်းကြောက်သွားပြီဘာလို့လဲဆိုတော့အဲ့ကောင်ပြောတာဆက်ဆက် intro ဝင်ထားတဲ့ကောင်ပါတဲ့အခုငါအဲ့ကောင်မှလဲမျိုးတက်ဖိနေတော့မှာတဲ့အရောင်ကြီးကြောက်ပါလေကွာမလို့ပါနဲ့အဲ့ကောင်ကပြောတာကျန်းတာတိလားမမို့ဆိုကပြောတာကျန်းတာသူရဲ့စိတ်သက်လေးကစော်ပြက်ခေါက်ဟုတ်သူရဲ့စိတ်သက်လေးကသူပြောမယ်ရိုးသားဖြောက်မှတ်ပြီးတော့ဗောနော် sorry ကြားဟဲ့မှာဆိုစော်ပြက်ကောင်အနက်ရနေကောင်မဟုတ်ပါဘူးငါဟိုလေငါပြောလို့ပဲရှိသေးတယ်အဖွားရဲ့ဖြည်းဖြည်းသက်သက်ရိုက်ပါလားအဖွားသေးနေနေပြီမဟုတ်အဖွားတွေးနေနေပြီဟိုဘာကြီးလဲစိတ်တုံးလားစိတ်တုံးနဲ့ကောက်ပြက်မှာဒါရုံငါတို့အဖွားမပြေဘဲနဲ့ကွာသိရမလားငါတို့ငါပြောလို့ပဲရှိသေးရဲ့အဖွားပြုံးစီမျက်နှာနဲ့အီမသားရုံနဲ့မလေးမင်းရပြောချင်းတို့လိုမပြောချင်းတို့လိုကြိုတိနေရရုပ်တို့လိုဘာလို့လဲမလေးငါလှုပ်တက်နေရငါပဲခါသိမဲတော့မသိသူရတော့နေတော့နေနေတို့ငါပြန်ကြည့်နေသေးတယ်ဒီမှာလူတွေအကောလုံးကွာဒီမြေတပုံစံလည်းပဲဒီတပုံစံနဲ့ဒီတပုံစံထဲပဲငါလေထိတ်တိပါလွယ်ဝါရဟိုတော့ရှုပ်လို့မရဘူးဟာနေထူးနိုင်အမေလားမသိဘူးငါစိတ်ညစ်ပါလေကွာမြို့နေထူးနိုင်ရတော်သေးရဲ့ငါပညာရေးသင်ပေးရဟာနေထူးနိုင်အဖွားငါတို့ပြန်ဆုံးနေတာသူတိုင်းကွက်နေနဲ့ဂူရှူကဂူရွှေးတိုင်းကွက်လေတစ်ချက်ထိသွားရေဖွားလဲကြပါရဲ့မလေးငါနောက်လိုက်လာပြီကဲကြပါအောင်လို့ငါစိတ်ညစ်ငါတို့အခုငါဒီအဖွားငါတို့ကရုံးတုံးဟာတို့ငါတို့အခုအဲ့လိုပြန်စောနေဝန်တော့ဘာလို့လဲဆိုတော့အဖွားကျွန်တော်အဲ့နေအချိန်ကရုံးတုံးဝါဝန်တော့ရှိသမျှအမွေးတပင်းမကျန်အကောလုံးမြေခုံမွေးတွေပါအကုန်ရိတ်သွားရဝန်တော့အဲ့နဲ့ဒေါ်ရဆိုပြကျွန်တော်တို့အဲ့ဒီအဖွားကိုပစ္စည်းနဲ့လိုက်ပဲပေါက်လို့အဖွားရှောတော့မယ်ဝိုင်းလေကားပေါ့အေးစိတ်တက်နော်လေကားတက်လို့မပြီးသေးဘူးသူကသူခလုတ်တိုက်ပြီးလဲသွားတာကဘာမှမလုပ်ဘူးဟုတ်တယ်ကဟာဒီမှာကလေးတွေရောင်းနေဟာကလေးစကင်တွေရောင်းနေကွာရောင်းလားဆက်စော့ရရှိရပဲဆက်စော့တော့โอเคဟာရောက်ဇူကီပေါက်တယ်ဟာရောက်ဇူကီအသေးကျုံးမယ်လာခဲ့လာနိုင်မနိုင်ဇူကီတော့ပန်းအိုးကိုပြက်ပေါက်မှာဟာရောက်ဇူကီလက်ကြောင့်မလို့လားမသိဘူးနဘေးနားမှာပစ္စည်းလေးသူ့ကောင်ချထားပေးတယ်ဆိုတော့ဇူကီလိုက်ပြက်ပါမယ်အဖွားအပေါ်ထက်မှာအဖွားရေတစ်စဲလောက်တော့ရေလေးနဲ့ပက်ချင်လို့အကောင်အဲ့ဒါရေမဟုတ်လေနင်ငေါ့ဘာနဲ့ပြက်ခွဲတာလေဘာနဲ့ပြက်ဘောအဖွားနိုင်ပြီးငါတို့မြောက်လောင်းတွေကအဖွားကွက်စားပြီးတော့မယ်အဖွားဝိုင်းပြက်နေရရောက်ရေးလက်ရလဲတော်တက်တာပဲပြက်စည်းကြီးပြက်တာလေဇူကီအလက်ကြောင့်မဟုတ်လားမသိဘူးလုံးဝဟိုဖြစ်တာ
လာမှာကန်တော့အော်ကွဲစောတာပြီးမြန်လိုက်လားမြို့ဖျားလိုက်ထွန်းရမှာအဖွာဟုတ်ပြီအဖွာတောက်ချမ်းနေပြီဟုတ်နေပြီအဖွာကိုကြီးတီပါဒါမှရော့မျက်နှာရှေ့တက်ပြီးတူတည်းကိုတည်းမြန်ဟုတ်နေပြီငါမှတော်တူရှိရဲ့တက်တာမုံလည်းဖွက်လို့ရတယ်ဆိုတော့တက်တာဘုံထဲမှာပါရှိမယ်မသိဘူးဟဲ့ဒါဟိုကြီးဒါကျမ်းမှာဘွားဆိုပြီးမီလေးဖာဝိုင်းလာပြီဘယ်နားမှာလဲဒါနဲ့ရှိတဲ့ချပြရောကြီးတွေးတော်ရောရပဲဖွာအဖွာဤစိတ်ဝါပါပဲကွာအဲ့ခါတော့ဖွာနိုင်လိုက်မှတင်နေတာသူ quest ပြီးတော့မယ်ဆိုတော့ဟုတ်လေပြီအဲ့လိုမျိုးပဲခြားတာအဲ့လိုပဲခြားတာဟာယောအကိုတော့ဇိုးကြီးဆဲတာအကောဇိုးကြီးမတီးဘူးကဲဖွာတွေ့ပြီဟာယောအရှိတဲ့ချတာမထီးဘူးရဲ့တကယ်ကောင်ပါကွာဟာယောဟာဖွာနိုင်ပါရဲ့ငါတို့ရှုံးသွားပြီကွာမချေနဲ့โอเคဒီနေ့ဗီဒီယိုဒီလောက်ပါပဲအားလုံးပဲဘိုင်ပြီးတော့ like subscribe လုပ်ခဲ့မမီးကြနဲ့เนาะအားလုံးပဲဘိုင်